တစ်ခါကျ graph ကနေပြီးမှ slope ကိုရှာခိုင်းတာမျိုးအဲ့တော့သူက graph ပုံစံကြီးကိုအမြဲတမ်းပေးထားမယ်အဲ့ graph ရဲ့ slope ကိုရှာပေးပါဆိုပြီးတော့မေးမယ်အဲ့တော့ graph ရဲ့ slope ကိုရှာတဲ့အခါမျိုးမှာဆိုသူကတွက်လို့ရရင်နေရာ2မျိုးရှိတယ်အဲ့တော့ပထမတနည်းကကျတော့ဗာလဲဆိုအမှတ်2မှတ်ကိုရှာပြီးတော့ y2 - y1 ဆောနာပုံစံနည်းနဲ့ရှာလို့ရတယ် y2 - y1 x2 - x1 အဲ့တော့ကျတော့ဒီမှာဆိုရင်အမှတ်2မှတ်ရှာတဲ့အခါမျိုးမှာဆိုရင် graph မှာကြည့်မယ်ဆိုရင်ဒီဟာက0ဒီဟာက2အဲ့တော့အလယ်ကောင်ကဒီဟာ1ဖြစ်မယ်အဲ့တော့1 0နဲ့1နဲ့ကြားမှာရှိတဲ့အမှတ်ဆိုရင်ဒီအမှတ်က 0.5 အဲ့တော့ x က 0.5 y က0နောက်ပြီးတော့ဒီအမှတ်ဆိုရင်0နဲ့ -2 နဲ့အဲ့ကြ x အမှတ်က0 y အမှတ်ကကျတော့0နဲ့ -2 ရဲ့ဒီအလယ်ကောင်မှာရှာဆိုတော့ -1 အဲ့တော့ 0, -1 အဲ့တော့အမှတ်2မှတ်ကိုအရင်ဆုံးရှာလိုက်ရင်ရပြီအဲ့တော့ဒီသူ slope မြင်းဖြတ်သွားတဲ့အမှတ်2မှတ်အဓိက slope မြင်းကဘယ်ကိုဖြတ်ရမလဲဆို slope မြင်းက y axis x axis ကိုဖြတ်သွားတဲ့အမှတ်မှာအမှတ်တစ်မှတ်ယူမယ်နောက်တစ်ခေါက် y axis x axis ကိုဖြတ်သွားတဲ့အမှတ်မှာနောက်တစ်ခေါက် slope တစ်ခုယူမယ်ဒီဟာဆိုရပြီအဲ့တော့ slope နှစ်ခုအမှတ်2မှတ်ကိုယူပြီးတော့ဆက်တော့ y2 - y x2 - x1 နဲ့အတွက်ဒါဆိုရင်အဖြေထွက်သွားလိမ့်မယ်ဒါကပထမတွက်နည်းတစ်မျိုးအဓိက graph မှာအမှတ်2မှတ်ရှာပြီးတော့တွက်တာနောက်တစ်ခုကကျတော့ဗာနဲ့တွက်လို့ရလဲဆို right primal နဲ့တွက်လို့ရတယ်ဒုတိယနည်းအဲ့တော့ right primal